မင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဆရာမကြီးနုနုရေအင်းဝရေးသားထားတဲ့ဂေးတယောက်ဤဖွင့်ဟဝန်ခံချက်ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်ခြေတို့ကမိမရှာဆိုတော့ရိုင်းခေါ်ရင်အချောင်းမှအကြီးမရီဆိုတော့ကို့စကားကိုအချိန်မြင်သိကျင်ကြတယ်စကားပေါ့စကားဘူစကားရှန်ထင်ကြတယ်ဖက်နှစ်ကြားကနှက်စကားထွက်မလားပေါ့ဒီလိုသူတို့ကပြောပါစီထင်ပါစေတနေ့တော့ကြီးမစေတနာကိုသိလာမှာပါဘသူကဘာရီထင်လဲဂယုမဆိုင်သေးဘူးကြီးမဘဝကိုပြောင်တင်းခံယူလိုက်ပြီးကြတဲ့ကချဲတို့အချစ်ဝတ္ထုတွေကအခက်တေဇက်လိုက်မှလေတန်နဲ့ပြောရရင်ချဲတို့ဘာကိုမှဂယုမဆိုင်ပြီးတေမာမကြောက်လို့ပေတရားရှောက်နေတာဘယ်အရာကိုချဲဂယုဆိုင်ရမှာလဲချဲဂယုမဆိုင်လို့ပြီးချဲသိမ့်နာလဲတာပေါ့လေးငါးတန်းမြတာတက်တဲ့ပညာမင်းမဟုတ်ဖဲဘွဲရပညာတတ်တယောက်အနေနဲ့သိမ့်နာလဲတာပေါ့ဒီဘဝကြီးမဖြစ်ရတာဟာဟုတ်အရင်ဘဝကသူများသားမယားကိုစော်ကားပြစ်မှာခဲ့လို့ဆိုတဲ့ဗုဒ္ဓတရားတော်အလိုရလဲခြေသိတယ်သိပ္ပံနည်းကြလေ့လာပြီးစိတ်ပညာရှင်တွေပြောတဲ့ဟော်မုန်းပြောင်းလဲတဲ့ယောဂဟော်မုန်းကမောက်ဖြစ်တဲ့ယောဂဆိုတာလဲခြေသိတယ်ယောဂပဲဖြစ်ဝတ်ခံရတာပဲဖြစ်ကြီးမဘဝဟာမကောင်းဘူးဆိုတာလဲခြေသိတာပဲကိုမြင်သူတိုင်းကရဲစရာတတဝါတယောက်လိုသဘောထားကြတာအချို့ကလည်းယွန်စရာတတဝါတယောက်လိုကြည့်ကြတယ်ကိုပြောတဲ့စကားကိုဘယ်သူမှမလေးစားခြင်းဘူးအထင်သေးကြတယ်ယောက်ျားဓာတ်မဲနဲ့ရေသားခိုအချောင်လိုက်နေကြတယ်လို့ထင်ကြတယ်ခုဆိုပို့ဆိုးသေးဘတ်ကားပေါ်မှာချေရိုနဲ့လူတွေကတွဲမထိုင်ကျင်ကြတော့ဘူး AIDS ယောဂပိုးဖြန့်ဝေသူလို့ထင်ကြပြန်တယ်ကဲစဉ်းစားကြည့်မှအချောင်းမဖြစ်ရတဲ့ဘဝဘယ်မှာကောင်းလို့လဲဘသူဖြစ်ချင်မလဲတကယ်ပါချဲလေဖြစ်ချင်ပါမလားချဲမဖြစ်လို့ပါချဲမဖြစ်လို့တာသိကြပါရဲ့ကွယ်ချဲယောဂစားတာ9နှစ်သမီး9နှစ်သားလောက်ကပေါ့ချဲတယ်ဒီကအစိုးရအရာရှိတဲ့အောင်မာမီကဟိုဆက်ဒီဆက်ပွဲစားမပေါ့ချဲကအကြီးဆုံးသားအော်ရတာသားကြီးအော်ရတာအချောက်ဖြစ်တာလေကောင်းကြရောချဲရိုအင်းကဂျယ်လီနဲ့ချစ်စနိုးခေါ်ကြတယ်လေယောက်ျားနှမီမဲ့ထားတာတော့အောင်ပြီဆိုတဲ့ထားလိုက်ပါတော့ဒါကတကက်ရုပ်ရှင်စကားနဲ့ပြောတာလေကက်ချင်းလိုက်ပါအောင်မယ်9နှစ်သားလောက်မှချဲဆိုတဲ့ဂျီမပေါက်စားလေးကမမီမိတ်ကက်တွေနှကန်းတွေယူလိန်ဆိုပြီးတော့မမီထမိန်ကြီးဝတ်ပြီးတိုက်ခန်းဝရန်တာမှာ12ရာသီကနေတာပဲကိုဖာသားကိုဘာဖြစ်မှန်းလဲဘယ်သိမလဲအဲ့ဒါလမ်းပေါ်ကရှောက်တီဆေးပြားရောက်တဲ့အချောင်းမတွေကမြင်တော့သမီးလေးနဲ့လန်းခေါ်ကြတယ်ဇက်တွင်းတာလေအချောင်းမကြီးတွေလှုပ်စီရလားချဲကတော့အဲ့လိုခေါ်ရင်ရှက်ပြီးအိမ်ထဲဝင်ပြေးတာပဲချဲအဲ့လိုကနေတာကိုအစားကတော့ဒယ်ဒီရောမမီရောကလေးပဲဆိုပြီးကြည့်နေသေးတယ်10နှစ်သားကြော်လာတော့ဒယ်ဒီတို့မမီတို့လှန့်လာပြီဘောင်းမီရှင်မှုအတန်းဝတ်ပြီးဖင်လေးလိန်ကျစ်နဲ့ဂျယ်လီကနေနဲ့ပြောရကနေခြေကားနဲ့ဖြစ်လာပြီလေကျောင်းစာကိုဖုံးမှလဲပန်းချယ်ရီမမတဲ့နာမီတွေပြောင်းလို့အဲ့ရင်ဒယ်ဒီကအိမ်ရှိဝေယံတာမှာကျိုးနဲ့တုတ်တော်တာပဲပြီးတော့ချိန်လုံးနဲ့ဟိတ်ကောင်မင်းမိန်းမလားယောက်ျားလားပြောစမ်းဆိုပြီးရွှွန်ကနေနဲ့ချတာခြေကကြောလေးကော့ပြီးအမလီမိန်းမပါဒယ်ဒီရဲ့ဆိုပြီးအော်တာပဲဒယ်ဒီကလည်းယောက်ျားပါလို့မပြောမချင်းချတယ်ဘယ်ခံနိုင်မလဲကြာတော့လက်မြောက်ဒူးထောင်ညှက်ခံလိုက်ရတာပေါ့တဲမြတာအတန်လေးနဲ့ယောက်ျားပါဒယ်ဒီရဲ့လို့တာပြောလိုက်ရတယ်နောက်နေ့ကစပြီးဒယ်ဒီအမိန့်တိုင်းယောက်ျားလေးလိုပစိုးဝတ်ရတယ်ရှက်အင်ကြီးဝတ်ရတယ်မိန်းကလေးတွေနဲ့မကစားရအောင်ညနေတိုင်းဒယ်ဒီနဲ့လက်တီထိုးရတယ်ချေကြိုးစားပြီးစိတ်ကိုပြောင်းပါတယ်ဒယ်ဒီကိုကြောက်လဲကြောက်တယ်မမီကိုလည်းတနာပါတယ်ချဲ9တန်းလောက်မှတော်တော်ဟုတ်သွားသေးတယ်ယောက်ျားလေးလိုပြန်ဖြစ်သွားတယ်တခါတလေပေါ်လာတဲ့ကနွဲ့ကရနေခြင်းစိတ်တွေကိုလည်းအတင်းမောင်းထုတ်ပစ်တာကိုဒါပေမဲ့ဒယ်ဒီတို့အမားကြောင့်ချဲဒုက္ခရောက်သွားပါတယ်ဒယ်ဒီပေါ့ချဲပို့ပြီးယောက်ျားပြီးသားအောင်ယောက်ျားလေးမိန်းကလေးရောနေတဲ့เจ้าကနေယောက်ျားလေးเจ้าကိုပြောင်းပစ်တယ်လीပြောင်းเสียလားသူကထင်တာယောက်ျားလေးတွေကြီးဆိုတော့ယောက်ျားပို့ဖြစ်မယ်ထင်တာ
ဖြစ်လိုက်မယ်အရွယ်လေးက14-15စိတ်ကစားတဲ့အရွယ်ပြီးတော့စိတ်ကလေးမခိုင်တခိုင်ကိုအတင်းကြားကန်ခိုင်းထားရပါတယ်ဆိုမှအထာကျွမ်းနေတဲ့ចောင်းသားဆိုးတွေကကျောင်းတွေမှာအတင်းလိုက်ဖက်နှမ်းတော့သွားရောအောင်ပြီဆိုကနေပန်းချယ်ရီအမမပြန်ဖြစ်သွားရောမပြောနဲ့တော့ကျောင်းမှာတော့ချယ်ရီတို့ကစူပါစတာပေါ့တနေ့စာအဆောင်20လောက်ရတယ်အကုန်လုံးကြီးမာစတာသားတွေကြီးပဲဒါပေမဲ့ပြန်မကြိုက်ပါဘူးပညာသင်နေတော့အချစ်ရေးကိုမစင်စားသေးဘူးလို့စဉ်းစားရင်ရှေ့ဆုံးကထက်စဉ်းစားပါမယ်လို့စာပြန်လိုက်တာပေါ့ဒယ်ဒီတို့မာမီတို့မသိအောင်မုံဘိုးစုပြီးမိတ်ကက်နှကန်းနေဝဲကျောင်းမုံဆိုင်ကအတော်ကြီးစီမှာအထားရတယ်ကျောင်းစောလာပြီးမုံဆိုင်အကွယ်မှာမိတ်ကက်ပပလေးနှကန်းနီပပဆိုပြီးမှအတန်းထဲဝင်တာချဲတို့များအတန်းထဲဝင်လာပြီးဆိုတာနဲ့လက်ခေါင်းမှုတ်တန်းလေးချွန်တန်းတွေမှစူညံလို့ချဲလေးချစ်နဲ့အတန်မဆဲပဲကြည်ညူးရတာများမပြောနဲ့တော့တကယ်ပြောတာမိမအစ်စ်တွေလိုပဲကြည်နူးတာရတာချဲစပီးမတွေကိုမေးကြည့်ဘူးတယ်စပီးမဆိုတာမိမအစ်စ်ကိုခေါ်တာလေခုဆိုစပီးမလို့မခေါ်တော့ဘူးငံပြာကြီးလို့ခေါ်တယ်ထားပါတော့ဒါကတက်ကက်အဲ့ဒီစပီးမတွေကပြောတယ်သူတို့လည်းယောက်ျားလေးတွေကခုကိုလှတယ်ပြောရင်ချစ်တယ်ပြောရင်ကြည်နူးတာရတာပဲတဲ့အဲ့ဒီခံစားမှုဟာတစ်မျိုးပဲတဲ့ကိုကချစ်နေတဲ့သူဆိုပိုးတောင်ခံစားရသေးတဲ့အဲ့ဒီခံစားမှုဟာလည်းဘာနဲ့မှမတူဘူးတဲ့တိတ်မှန်တာပေါ့ကွယ်အချစ်ရဲ့ခံစားမှုကိုခြေတို့လည်းခံစားခဲ့ဘူးတာပေါ့ရင်ထဲကအသေးနှလုံးပေါက်ခုံထွက်မတက်တဆက်တုံရင်မောဟိုက်လာစီအောင်စွမ်းဆောင်နိုင်စီတာကလည်းအချစ်ကမ္ဘာလောကကြီးတစ်ခုလုံးဂျွန်းထိုးမောက်ခုံဖြစ်အောင်စွမ်းဆောင်နိုင်တာကလည်းအချစ်ပေါ့ပန်းမချယ်ရီတယောက်အချစ်ရဲ့ကြေးကြုံဘဝအကြိမ်ရောက်ဖူးခဲ့တာပေါ့ကွယ်အကြိမ်ရှုံးနှိမ်ဘူးခဲ့တာပေါ့ကွယ်ဒါပေမဲ့ချဲအချစ်ဦးကိုတက္ကသိုလ်ရောက်မှစတွေ့တာပါ10တန်းမှာတယောက်တွေ့သေးတယ်ဒါပေမဲ့ချဲမျိုးသိမ့်လိုက်ပါတယ်ဘာကြောင့်လဲဆို9တန်းနှစ်မှာချဲအမှုရာတွေကိုအိမ်ကပြန်ရိပ်မိပြီးတိုက်ဝရန်တာလူမြင်ကွင်းမှာဒယ်ဒီကပစိုးချိုရိုက်တယ်လို့ရိုက်စီရလားအပြိုဖဖကြီးကိုလုံကြီးချွတ်ရိုက်တယ်ရဲ့လို့ရှက်လိုက်တာဒယ်ဒီရဲ့ကြိမ်တန်ရာတွေကတောင်ချဲအဆက်ကိုမဖုံးလွှမ်းနိုင်ဘူးငိုနေတဲ့မောင်မိကိုတနာပြီးဒယ်ရီကိုဒုတိယအကြိမ်မြောက်ပြောရပြန်တယ်ကျွန်တော်ယောက်ျားပါခင်ဗျအောင်ပြီဆိုပါခင်ဗျလို့10ကြိမ်ပြောရပြန်တယ်အဲ့ဒီတခါချဲတော်စိတ်ညစ်သွားတယ်ကိုလည်းစိတ်ပြတ်မိတယ်ချဲစာရီလည်းတော်ဖက်နေပြီဆိုတော့တိလဲတိနေပြီလေရခဲလာတဲ့ယောက်ျားဘဝကိုချဲတကယ်လိုချင်ပါတယ်ရနေရဲ့သားနဲ့ချဲမလိုချင်နေတာကချဲအမချဲညံ့လို့ဆိုပြီးချဲစူးစားပြန်တယ်ချဲဘာလို့တင်မှတ်လဲအောင်ပြီဆိုလူကျော်လေးအမိုက်ခိုက်လေးအောင်ပြီဆိုအဖြစ်နဲ့မိန်းကလေးတွေကိုရှောက်လိုက်တယ်သိတယ်မဟုတ်လားဒီကအရက်ထောင်မောင်းဖြူဖွေးနဲ့မျက်လုံးကောင်းမျက်ခုံကောင်းကိုနေအောင်ရဲ့ကြော်သူရဲ့ရန်အောင်ရဲ့ပေါင်းထားတဲ့ရုပ်မျိုးစဉ်းစားကြည့်စပီးမတွေငံပြားရည်တွေဘလောက်ခိုက်လိုက်ကြိုက်လိုက်မလဲတလားလောက်စပီးမချောလေးတွေနောက်ကိုလိုက်တာစွန်ရောစပီးမလေးတယောက်နဲ့ချောလေးပါပဲနာမီတောင်မိနေပါပြီသူ့ကိုချစ်ဖို့အောင်ပြီဆိုခမအတော်လေးစူးစမ်းကြည့်ပါတယ်သမီးရီစားတို့ဘာသာဘာဝအင်းလျားကန်တော်ကြီးတရိတ်ဆန်ယုံလျှောက်သွားချင်းတွေ့ဘလို့မှမကြည်နူးဘူးရှင်ကဲဒါနဲ့မဖြစ်ချေဘူးဆိုပြီးရုပ်ရှင်ယုံနောက်ဆုံးတန်းဝင်ကြည့်ပစ်လိုက်တယ်ပြောအောင်မယ်ရုပ်ရှင်ပြတာနဲ့သူကကို့ပခုံးကိုနှွဲ့မိလာတယ်ကိုလက်ကိုကိုင်းလာတယ်မီးအောင်မိန်လဲမှာချစ်သူနှစ်ဦးဘလောက်ကြည်နူးဖို့ကောင်းလဲတခါတည်းစိတ်တွေမွန်းကျက်ပြီးချွေးတွေပြန်လာတယ်ရုပ်ရှင်ယုံထဲကနေထွက်ပြေးချင်တာပဲမိမဲချင်းလိုပဲချဲစိတ်ထဲမှာခံစားလာရတယ်ခက်တာကကိုနှဲ့မိချင်းနေတာကကိုရှိတခုံကျော်မှလေယုံနေဝင်ကြတဲ့ကမြင်လိုက်ပြီးမျက်လုံးချင်းစုံလိုက်ပြီးလို့ဒိတ်ခနဲတောင်ခုံသွားခဲ့ပြီးသူကကိုဂျင်းပင်နဲ့တီရှပ်နဲ့ပါပဲဒါပေမဲ့သူကယောက်ျားအစ်ကိုကကြားရောင်ဆောင်ထားတဲ့ကြားအတုကိုအဲ့ဒီစပီးမနဲ့ရုပ်ရှင်ယုံကအပြန်လမ်းခွဲကြတာပဲဟုတ်တယ်ချဲဘလို့မှသူ့ကိုချစ်လို့မှမရတာညီမလိုပဲခင်းတယ်ညီမချင်းတွေလိုပဲသဘောထားလို့ရတယ်သူကတော့ချဲကအသေးစားဘရင်ကြီးတဲ့ရက်ဆက်မှုအပေါင်းတရဖူဆောင်းနဲ့ကိုစိမ့်ပင်ကြီးတဲ့ခက်လိုက်တာများဆိုတာစိတ်ကိုမရှိဘူးအော်လိုက်ချင်ပါတယ်
ငါချစ်တာကအခမ်းအနားဒုက္ခလို့ဟုတ်တယ်တနာတော့တနာပါတယ်ဒုက္ခများကိုချစ်လက်ဆောင်တွေဘာတွေပေးလို့ပေးတာကရောပစိုးအစင်လားလေကိုလိုချင်နေတာဟော့ရှော့ဇာအင်ဂျီလက်ပွားအတွန်းနဲ့ကျိုးတိုင်းတောက်ဖက်နဲ့မခက်ဘူးလားအချစ်ဦးလေးနဲ့ကတက္ကသိုလ်မှာတွေ့မဲ့တာတွေ့တာပါတက္ကသိုလ်လေးနဲ့တစ်လျှောက်လုံးချေယောက်ျားလေးပုံဖမ်းပြီးတူတိတ်နေခဲ့ပါတယ်အောင်ပြည့်ဆိုဘွားနဲ့ပဲနေခဲ့ပါတယ်အချစ်ဦးကိုအဝေးကနေကြိတ်ချစ်ခဲ့တာပါသူကချေတို့မေဂျာကင်းပေါ့အလဘရင်မောင်ကိုမင်္ဂလီတိုင်းချစ်ချင်ကြမှာပါမောင်ကဂျင်းပင်နဲ့စပိုးရှက်ကိုအမြဲဝတ်တက်ပြီးမော်တော်ဆိုင်ကယ်လေးနဲ့တခါတလေကျကားဖြူလေးနဲ့မောင်ဟာစင်ဆွဲနန်းပေါ်ကမင်းသားလေးတစ်ပါးပါခြေနဲ့ကွာဝေးလွန်းပါတယ်မောင်ထိုင်တဲ့အတန်းနောက်မှာထိုင်ပြီးမောင်ကိုသေးနှံ့ရင်နှံ့လေးကိုမတိမတာနမ်းရှိုက်ရတယ်မောင်ကြောင်းနာရာကိုစောင့်ကြည့်ရတယ်ကန်တင်းမှာမောင်စပွဲကဲ့ရက်ကိုထိုင်စားပြီးစိတ်ကူးနဲ့လက်ဆောင်စားရတယ်ဒါတော့ပါပဲခြေတီထက်မပိုခဲ့ပါဘူးအဝေးကပဲချစ်ခဲ့ပါတယ်နောက်ဆုံးနှစ်မှာမောင်တွဲရသွားတော့အိုးချေအသေးကွဲခဲ့ရတယ်ဖြက်လူးနေအောင်ခံစားခဲ့ရတယ်ဟိုစပီးမရဲ့ဝတ်ချေကောင်းလဲပြီပေါ့အသေးကွဲဝေဒနာကိုချေတော်ကြက်အောင်ကုသရတယ်ကျောင်းပိတ်ရမှာကြီးမတငယ်ချင်းတယောက်ရဲ့အလားပြင်ဆိုင်ကိုတွားပြီးမိတ်ကပ်စပင်တင်လိုက်တယ်ချေငယ်လေးကလေးကအဲ့ဒီမိတ်ကပ်စပင်ကိစ္စကိုအရင်စိတ်ဝင်စားတယ်လေဒါတောင်အဲ့ဒီဆိုင်ကကြီးမတွေကကိုကယောက်ျားပုံဆိုတော့ပထမစိတ်ဝင်ကြသေးတာကြီးမကိုစိတ်ဝင်စားတဲ့အမိုက်အခိုက်ကောင်လေးဆိုပြီးပေါ့နောက်မှကြီးပုံးမှမြန်တည်သွားကြပြီးအဖုံးကိုပွင့်အောင်ဒင်းတို့ပဲလှုပ်လိုက်တာလေကြောင်းပြေတာနဲ့ချေဆုံးဖြတ်လိုက်တော့တယ်ချေပြောင်းတင်းမဲ့ကြီးမဘွားကိုခံယူလိုက်တော့မယ်ဟုတ်တယ်လေချေကိုတိပြီချေဘလို့မှယောက်ျားမဖြစ်နိုင်တော့ဘူးချေကိုအမျိုးမျိုးစူးစမ်းကြည့်ပြီးပါပြီချေဟာမိန်းမပဲချေစိတ်ကမိန်းမပဲချေမိန်းမလို့ပဲနေခြင်းနဲ့မိန်းမတယောက်အနေနဲ့ဘဝကိုဖျက်ဆီးခြင်းနဲ့စိတ်မချမ်းမသာနဲ့ဟန်ဆောင်နေရတဲ့ဘဝမှာချေမနေပါရစေနဲ့ချေမှာတတ္တိရှိပါတယ်အချောင်းမှကြီးမတယောက်အနေနဲ့ဘဝကိုရင်ဆိုင်မှုတတ္တိရှိပါတယ်ဖြစ်လာသမျှကိုချေရင်ဆိုင်မယ်လောကကိုမျက်နှာအသိနဲ့ရင်ဆိုင်တော့မယ်ဟဲ့ဆိုပြီးဆုံးဖြတ်ပြီးတဲ့နောက်တစ်နေ့မနက်မှာပဲခြေသလုံးမွေးတွေအကုန်ရိတ်ထမိန်ကိုဝတ်ချလိုက်တယ်ကြီးမဘဝနဲ့ချေလောကကြီးထဲမှာစတင်လှုပ်ရှားလိုက်တာနဲ့ပထမဆုံးချေအိမ်ပေါ်ကဆင်းခဲ့ရတာပါပဲရှင်ကြီးမတငယ်ချင်းတယောက်နဲ့ချေသွားနေတယ်ချေစပင်အငားညက်ပြီးအသက်မွေးဝမ်းကြောင်းနဲ့စိတ်ချမ်းသာလိုက်တာချေမိန်းမတယောက်လိုနေလို့ရပြီလွတ်လပ်စွာနေလို့ရပြီဒါပေမဲ့ထင်သလိုမနေပါဘူးအစ်စ်အတန်းမြင့်တက်ရက်နဲ့ဂုံတရီရှိကတော်မတွေလိုပဲနေပါတယ်ကိုလန်းထွက်လို့လမ်းမှာပြုံးစီကြည်ကြပြီရတယ်ရှင်ကြည်ပါစိတ်မဆိုးတတ်ပါဘူးအသားလည်းပဲ့မပါပါဘူးမသိလာတာပဲညီမလေးသိမိတာပဲပြောပါရှင်ရပါတယ်ကျေးဇူးတင်ပါတယ်လို့တောင်ချေပြန်ပြောလိုက်ပါတယ်အဲ့လိုမဟုတ်ဖ ೇನೆ ဘာပုံကြီးတော့ဂန်ဒူးမရှက်မရှိဘူးလားဘာလားနဲ့တော့မရိုင်းနဲ့ချေအကြောင်းကောင်းသိသွားမယ်ပစ္စံအိတ်ထဲမှာအမြဲထက်မြက်နေတဲ့စပင်ညက်တဲ့ကက်ကြီးအမြဲတမ်းပါတယ်ချေကိုထမင်းလဲကျွေးတာစော်ကားမော်ကားလှုပ်သူတွေရဲ့အန်ဒီမှလည်းကာကွယ်ပေးတဲ့တက်တော်ဆောင်ကက်ကြီးကလေးပေါ့ရှင်ချေဒုတိယအချက်နဲ့တွေ့တဲ့ကောင်လေးဟာဒီကက်ကြီးလေးကအောင်သွေတော်လေးပေါ့ချေကသူ့ကိုခြာတိတ်လို့ပဲခေါ်တယ်ချက်ထက်ငယ်တယ်10တန်းကျောင်းသားလေးနုကလေးနဲ့ချောကလေးသူကချေရိုးဆိုင်မှာစပင်လာညက်တယ်ပြီးတော့ချေညက်ပေးတာကိုမှသဘောကျတယ်ချေညက်ပေးမှဆိုပြီးလာကြတဲ့သူတွေရှိပါတယ်ဒါပေမဲ့အဲ့အရာတွေထဲမှာချေကလည်းသူ့ကိုမှချစ်မိရဲ့မြင်ချင်းပင်ဆွဲလန်းမိပါသည်ဖြစ်တာကဲဟုတ်ပြီဆွဲလန်းတာကတော့ဟုတ်ပြီကိုချစ်နေတာသူသိအောင်သူကကိုကိုပြန်ချစ်အောင်ချေစွမ်းဆောင်စမ်းဂျီမတို့တက်အတက်အထာရတ္တတွေနဲ့ကြံစမ်းပေါ့ချေတို့ဘဝဟာအောက်ကျနောက်ကျနိုင်လာပါတယ်မိမတယောက်အနေနဲ့တောင်ကိုကတစ်ဖက်သက်ကြိုက်မိရင်ယောက်ျားလေးကိုစားဖို့ခက်ပါပြီတဲ့နဲ့ဂျီမတယောက်အနေနဲ့ဆိုရင်တော့တွေးတာကြည့်တော့ချဲ့မလေးအနူးညံ့အသိမ်မွေ့စုံနည်းတွေနဲ့ခြာတိတ်သဘောကျလာအောင်ကြိုးစားလိုက်ရတာစပင်လေးကိုကက်ကြီးလေးနဲ့တယူတရာညက်ပေးရင်ကက်ကြီးလေးအကြောင်းပြောပြရ
ခြားတိတ်မျက်နှာပေါ်ကမရှိတဲ့သပင်မွေးလေးတွေကိုတေးသေးချာချာကောက်ပေးလို့ကောက်ပေးရနဲ့ခြားတိတ်ကအင်ဒရီရှင်မပုံစံကိုကြိုက်တယ်ဆိုလို့တော့အင်ဒရီရှင်မပုံစံနေပြလိုက်ရသေးတယ်ကျစ်ဆန်မီအရှိကြီးထားပြီးရင်မုံနဲ့ချိတ်တမီတောင်ဝှက်နေလိုက်ချင်သေးတယ်ခြားတိတ်ကြိုက်တယ်လို့ချေနေမယ်ခြေခြားတိတ်ကိုတကယ်ချစ်နေပြီကိုခြေနဲ့ခြားတိတ်ချစ်သွားကြတော့ခြားတိတ်ကလေချဲ့စီလိုက်နေတယ်ချဲ့တငယ်ချင်းအိမ်မှာပေါ့ကြီးမတငယ်ချင်းကကိုချင်းဆာရှာပါတယ်သူလဲချစ်ဖူးသူယူဘူးသူကိုခြားတိတ်ချဲ့စီလာနေတဲ့ရက်တွေချဲ့အတွက်တော့ဘလို့မှမမရတဲ့ရက်တွေရဲ့ပါမနဲ့လင်းရင်ခြားတိတ်အတွက်မျက်နှာသိရအစင်သစ်သွားလိုက်တန်လေးပေါ်မှာစီလီညစ်ပြီးမျက်နှာတုပ်ပေါ်ကလေးပခုံးတင်းပြီးခြားတိတ်မျက်နှာတင်နေတာကိုစောင့်ကြည့်ရတာဘလို့ကြည့်နူးမှမသိဘူးခြားတိတ်မနိုးခင်အင်ဒရီရှင်မဈေးလဲသွားပြီးခြားတိတ်ချက်တက်တာလေးတွေချက်မယ်ထမင်းလက်ဆောင်စားမယ်ခြားတိတ်သတင်းစာဖက်စာအုပ်ဖက်နေတဲ့နားမှာကြမ်းတိုက်ရတာဖျားပန်းလေးရတာဘလို့အရသာရှိမှမသိဘူးတာယာတဲ့အိမ်တော်ရှင်မိန်းမတယောက်ရဲ့ခံစားမှုမျိုးကိုအပြည့်အဝခံစားရတယ်ကွယ်တစ်ချိန်တည်းမှာပဲခြေတိနေတာကဒီကြည်နူးချမ်းမြေ့စရာရက်လေးတွေဟာခဏပဲဆိုတာခြေတိနေတယ်လေဒီရက်ကလေးတွေဟာမကြခင်ပျောက်ဆုံးရတော့မှာကိုခြေတိနေတယ်ခြေတို့ဟာမိမအစ်စ်မမဟုတ်တာပဲဒါပေမဲ့ခြေတို့ရင်ထဲမှာသားကိုသခင်လင်ကိုဖျားဆိုတဲ့မိမမျိုးစိတ်အပြည့်ရှိနေတယ်ဒါကိုဘယ်ယောက်ျားမှမယုံကြပါဘူးအလေးနဲ့မထားကြပါဘူးဘလောက်များကြေကွဲဝမ်းနေဖို့ကောင်းလိုက်ပါသလဲခြေသိကြောက်တဲ့အချိန်ဟာမကြာလာပါဘူး6လအတွင်းမှာရောက်ရှိလာခဲ့တာပဲသူတို့ယောက်ျားလေးတွေကတော့လွယ်လိုက်တာခြားတိတ်သူ့အိမ်ခဏဆိုပြန်သွားပြီးတပတ်လောက်ကြာမှချဲရိုဘေးအိမ်ကဖုန်းကိုလမ်းဆက်ပြောတယ်လေချဲစီသူပြန်လာလို့မရတော့ဘူးတဲ့သူ့အမေကချဲစီပြန်မသွားရဘူးဆိုပြီးငွေ1000မှုန့်ဖို့ပေးတယ်လေကြည့်ပါအောင်ချဲနဲ့ငွေ1000လဲလိုက်တာပေါ့လဲစီရလားအမလီဖုံးဆက်ပြီးအပြန်ထမင်းစပွဲပေါ်မောက်ငိုချပစ်လိုက်တာမျက်ရည်တွေလက်ခုပ်နဲ့တက်ချပစ်ရတယ်ပူဆွေးတော့ကားတွေရောက်ပြီးအချစ်အတွက်လေလွတ်နေတာတော်တော်ကြာတယ်မိခွက်ကိုရှာမမအေးအခွေလေးကိုင်းပြီးကက်ဆက်ကောင်းကောင်းရှိတဲ့ဂျီမတငယ်ချင်းတယောက်အိမ်တော့သွားပြီးငိုရတယ်နောက်ခံပလေးဘက်နဲ့မင်းသမီးလွမ်းခမ်းပေါ့ဘာဆေးမှကူစရာမလိုပဲမျက်ရည်အစ်စ်တောက်ခနဲ့နေအောင်ကြတယ်အချစ်ကန်ခေလိုက်ပုံများတော့လွမ်းစရာလေးတွေအရန်တိုက်ဆိုင်ပြီးတိတ်ငိုခြင်းတဲ့အခါမျိုးဖီလင်တွေစုပြီးတိတ်ခွေလေးကိုကိုင်းပြေးသွားတခါရဲဟိုဘက်မှာတကားကြီးကတော့ခန်းလို့ဒီကကောင်မဖီလင်တွေအီလေလေကြီးနဲ့ဘာလုပ်လိုက်ရမှန်းမသိဘူးပန်းမချယ်ရီရဲ့ဖြစ်အင်ကိုမြင်လှည့်စေချင်ပါတယ်ခြာတိတ်ရဲ့ကဘာလောကကြီးထဲမှာအသက်ရှင်မနေလို့တော့တဲ့အချစ်အတွက်ဂျူလီယက်ဆန်မလို့တောင်စိတ်ကူးမိတယ်အဲ့ဒီအခါကျခြာတိတ်ကရိုမီယိုလိုချက်စီပြေးလာမလားချဲနောက်လိုက်သေးလိမ့်မလားချဲသိပါတယ်မသေးပါဘူးပြေးလာမှလည်းမဟုတ်ပါဘူးဘသူကတော့အချစ်အတွက်အသက်အသေးခံတဲ့ကြီးမတယောက်ကိုတနာမှလဲတနာစရာလားဒီတော့ငိမ့်နေကြီးမတိုင်းခံစားမှုတဲ့ဝေဒနာကိုအချင်းဆိုတဲ့သမားတော်ကြီးနဲ့ခုဒါပဲအချစ်ဇာတာဆန်းလက်ညိုးမိန်နေချိန်မှာပဲချဲရဲ့အလုတ်ဇာတာဆန်းလက်ကတက်လာခဲ့တယ်လေဗီဒီယိုလောကထဲခြေချဝင်ရောက်တော့မဲ့ခစ်ပေါ့ဆိုင်မှာသပင်လာညက်နေတဲ့ချောစပီမတယောက်ကဗီဒီယိုမင်းသမီးလှုပ်မလို့တဲ့သူ့ကိုသပင်မိတ်ကပ်ချဲလုတ်ပေးပါတဲ့တကားကိုဘလောက်ယူမလဲတဲ့တငယ်ချင်းကြီးမနဲ့ခေါင်းချင်းရရတော့တာပေါ့လှုပ်ပါဟဲ့တငယ်ချင်းမရဲ့လှုပ်ပါဟဲ့စုံစမ်းဗီဒီယိုဆိုတဲ့အကြောင်းအဲ့ဒီတော့ကဗီဒီယိုခစ်ဦးလေခုလောက်အုံကြွမညံသေးဘူးကိုရုပ်ရှင်မိတ်ကက်သပင်လောက်ပဲကိုကသိတာပြီးတော့ရုပ်ရှင်မိတ်ကက်သပင်မှာကို့အနေနဲ့တိုးဖို့ဆိုတာမလွယ်တော့အေးပဲအလူမင်္ဂလာဆောင်ဝိုင်းနေဝင်မဲလို့ဒုံချထားတာခုလိုဆိုပြန်တော့ရုပ်ရှင်မိတ်ကက်လိုင်းဝင်ကြည့်ရသေးတာပေါ့ဆိုပြီးရုပ်ရှင်မိတ်ကက်ဖျားရီစီသွားပြီးစီဘူးနီးနာယူရသေးတယ်ကိုမာမီဆန်းတို့မာမီဆိုးတို့ဆိုတာမိတ်ကက်ဆန်းနီမိတ်ကက်မာမီဆိုးဆိုပြီးနာမီတလုံးနဲ့နေတာတွေဘယ်မကြီးတွေသူတို့ကလည်းလှုပ်ကြည့်ပေါ့တဲ့ဟဲ့ငါတို့တော့ကဆိုနင်တို့လိုလွယ်တယ်မထင်နဲ့ရုပ်ရှင်မိတ်ကက်လေးလင်းရမယ့်အရေးဒါရိုက်တာကိုကက်ရမင်းသမီးကိုကက်ရ
ရှူတင်ကမနဲ့အစောကြီးထွက်မှာကိုအိမ်ကဝေးတော့ညကလေးကဒါရိုက်တာအိမ်သွားအိပ်ပြီးလိုက်ရတာလိမ့်ချင်လို့မင်းသမီးမတွေကလည်းတောက်ကဲပါလိုက်တဲ့အမျိုးခေါင်းကရင်ဖြစ်ဖြစ်ကိုင်းမျက်ခုံးမွေးဆွဲတာဘလို့ကြီးနဲ့ဟုတ်ကဲ့အမနဲ့တိခံပြီးလှုပ်ခဲ့ရတာမမီတို့ပြောတာမှန်ပါတယ်ကိုလှုပ်ကြည့်တော့အတွေ့အကြုံလဲရနာမည်လဲရပတ်စံလဲရတာပေါ့ဆိုင်ကကြီးမတငယ်ချင်းစီကလာကစားရတဲ့ပတ်စံကချက်အတွက်ဘယ်မေရဟုတ်မလဲထားလိုက်ပါတော့တကက်ဟိုမင်းသမီးနဲ့ဈေးစကားပြောကြတော့တကားတစ်ထောင်နဲ့တဲ့သွားတယ်သူစွန်လို့နာမည်ကြီးမင်းသမီးဖြစ်ရင်တိုးပေးမယ်ပေါ့ဟုတ်ပြီပေါ့ပြောအောင်မယ်ကိုနာမည်ရအောင်ပေါ့မိတ်ကပ်စပင်းကအစအကောင်းစားတွေသုံးမဲဆိုပြီးရှောက်ဝဲအရင်ထောင်တာငွေ1000ကျော်ချောရဲမင်းသမီးစီကရသေးတာမဟုတ်ဘူးကိုစုထားတာလေးနဲ့ကြီးမတငယ်ချင်းစီကချေးဝဲတာကဲလေကုန်းချင်းကုန်းကိုတက်လန်အတွက်ဖဲဆိုပြီးပြင်နှုံးစင်နှုံးဒယ်ရီအလုတ်ပြုတ်တယ်ဆိုတဲ့သတင်းကြားရတော့တာပဲမမီကလည်းနေမကောင်းသေးဘူးတဲ့ဘယ်နဲ့လုံးမလဲကိုကအကြီးဆုံးသားချစ်အောင်မှာ3ယောက်ရှိသေးတယ်ကျောင်းတပိုင်းတစတွေနဲ့ကြီးပဲချဲအိမ်ပြန်လာခဲ့တာပေါ့ဒယ်ရီရောမမီရောမျက်ရည်တွေကျလို့စိတ်ဓာတ်တွေကလည်းကျလို့ကဲဘာမှစိတ်ဓာတ်ကျစရာမလိုဘူးဒယ်ရီကိုတယောက်တည်းမဟုတ်ဘူးအများဒယ်ရီလှုပ်ရဲရင်ခံရရမယ်ဒယ်ရီတောင်းဝန်ကြည့်တယ်မမီလည်းမငုံနဲ့ချဲလှုပ်ကြွေးမယ်ဒယ်ရီတို့ဘာမှမပူနဲ့လို့ကိုမိဘကိုအပေးရတာပေါ့ဒါပေမဲ့ကိုရင်ထဲမှာတော့ပူလို့ဗီဒီယိုမိတ်ကပ်လိုင်းမှာဝင်ဆန်းပါမလားကိုမင်းသမီးအောင်မြင်ပါမလားသူမအောင်မြင်ငါဘသူကငါပါမလဲဆိုင်လာကစားစပင်ညက်ခါကတော့ဘဲနယ်လုံးမိသားစုစားလောက်ပါမလဲပူလိုက်ရတာတော်ပါသေးရဲ့ပန်းချယ်ရီမစမ်းထားဖို့အချိန်တန်ပြီကိုမင်းသမီးကလည်းအောင်မြင်ဗီဒီယိုခစ်အောင်ထားတဲ့အချိန်လည်းရောက်လာတဲ့မိတ်ကက်ချဲဆိုတဲ့နာမည်လေးထွက်သွားတယ်ပတ်စံလည်း1500ထိရလာတယ်ကားရရက်တွေကလည်းဆက်လို့မရောက်ဘူးတဲ့မြို့တွေလည်းအကုန်ရောက်ပြောလို့ချစ်သူအစ်စ်တွေလည်းတွေ့စမ်းကအကုန်ထားတာအကုန်ဒါပေမဲ့ချဲတခါသေးဖို့ပြင်ဖို့ဂူဖို့နားလေခဲ့ပြီယူခဲ့မှုခဲ့ဘူးပြီတော်ပြီကွယ်ချဲအယူချစ်မချစ်တော့ဘူးဘလူးချစ်ပဲချစ်တော့မယ်ချစ်ပြီးရင်သွားကိုပြစ်လိုက်တဲ့ခုံဖနက်စုပ်ဘယ်ခွေးဝဲစားမှချီပေါ်လို့သဘောထားလိုက်ဒါပဲချဲ့ရဲ့ရွှေရောင်လက်တွေတလက်လက်ဖြစ်စားပြူလာတာတော့ဒယ်ရီကလည်းမြင်လာဟန်နဲ့တူပါရဲ့အမေချဲ့လက်တွေကိုကြည့်ပြီးမချီမွန်းစဖူချီမွန်းလို့မင်းလက်တွေငါအခုမှတေချာကြည့်မိတယ်တင်လာတဲ့လက်တွေပါလားတဲ့ဒယ်ရီကပြောလိုက်ရတယ်ဒယ်ရီတွေမဟုတ်ဘူးလူတကာပြောတာလို့ပြောရသေးတယ်ဒီမှာဒယ်ရီလို့အခုတော့ချဲအဖိုးတန်မှန်သိပြီမို့လားနှမျိုးအားကိုရတယ်မဟုတ်လားဟင်ချဲရမလားပြုတ်ရမလားရှော့ဖို့မီးဘူးတိုက်ရမလားအိန္ဒြေရှင်ဘိုင်းကောင်းကြောက်ဖိမလေးလို့လည်းရတယ်အပြင်ကိစ္စဝိစ္စယောက်ျားလေးလိုနေရာမျိုးတွေသွားရမလားပြောရဆိုရမလားရတယ်ဒီလိုနှမျိုးလုံးအားထားရတဲ့သားသမီးမျိုးရတာဒယ်ရီတကယ်ကန့်ကောင်းတယ်မပန်းလို့နုရီအင်းဝဂေးတယောက်ဤဖွင့်ဟဝန်ခံချက်ဆိုတဲ့ဝတ္ထုတို့လေးကတော့ဤတင်ပဲပြီးဆုံးလို့သွားပါပြီရှင်။နာတော်သားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရရှင်။တာယာချမ်းမြေတဲ့နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေရှင်။